မင်္ဂလာပါရှင်။ဟန်နေအခုရောက်ရှိနေတဲ့နေရာကရန်ကင်းဖောက်ထော်နဲ့အနီးဆုံးတာမွေအရှိမြင့်မြိုင်ခွင်လမ်းမကြီးပေါ်မှာတကယ်ကိုမှခိုင်ခန့်နဲ့တည်ဆောက်ထားတဲ့ limited condo တစ်ခုဖြစ်တဲ့ ERC luxury condo ရောက်ရှိနေရပါ။ဒီလိုသွားလာရလွယ်ကူပြီးတော့ facility အစုံလင်ပါဝင်ပြီးတော့ lifestyle တစ်ခုကိုဘယ်လိုဖန်တီးထားလဲဆိုတာဟန်နေနဲ့အတူတူလိုက်ကြည့်ကြရအောင်။ Let's go!အခုရောက်နေတာက ERC ရဲ့ second floor ကိုရောက်နေရပါဒီမှာဆိုရင် one bedroom 900ကျော်ကနေပြီးတော့3 bedroom 1300ကျော်အထိ room type 6မျိုးနဲ့ဖွဲ့စည်းပေးထားတာဖြစ်လို့ room type တစ်မျိုးစီမှာဘယ်အခန်းတွေကဘယ်လိုအားတာလဲဆိုတာကိုဟန်နီကအသေးစိတ်လေးပြောပြပေးသွားမယ်ဟန်နဲ့တူတူလိုက်ကြည့်ပေးအောင်နော်ပထမဦးဆုံးအနေနဲ့တကယ်ကိုမှ campus living style လေးဖွဲ့စည်းပေးထားတဲ့ square feet 900ကျော်လေးကိုဟန်နီကလိုက်ပြပေးမယ်ဆိုတော့ဟန်နဲ့တူတူလိုက်ခဲ့နော်ဆိုရင်သူကတကယ်ဟိုမှာ private လည်းဖြစ်တယ်လို့ limited လေးလည်းဖြစ်တယ်ဒီမှာဆိုလို့ရှိရင်သူ့ရဲ့ရှောက်လန်းကိုတီးတန်လေးဖြစ်နေရပါတော့ဆိုတော့ဒီမှာ emergency stair ရှိမယ်သူကဟန်နိုးစုမှာဆိုရင် unit F ပေါ့နော်ထဲဝင်ကြည့်ရ welcome ဆိုတော့အခုမြင်ရတာပေါ့နော်ဝင်ချင်းမှာဆိုရင်ဒါက living room ပါရှင်ဆိုတော့ living room ကတော်တော်လေးကိုကျယ်တယ်ဒီရဲ့အားသာချက်တွေက ceiling height အမြင့်ကြီးပဲစီလင်ဟိုက်မြင့်ခြင်းအပြင်ဗာလဲဆိုတော့ဟန်တို့ရဲ့အလင်းရောင်ကပို့ပြီးတော့ကောင်းပါနဲ့ဆိုရင်ဒါဆိုရင်ဝရန်နာလေးပေါ့နော်ဆိုတော့ဒီဝရန်နာမှာဆိုလို့ရှိရင်လည်းတော်တော်လေးကိုရန်နာရဲ့ area လေးကကျယ်တယ်ပြီးတော့သူ့ရဲ့ original အလင်းရောင်နဲ့တင်ဒါတစ်နေ့လုံးကိုပို့ပြီးတော့လင်းစီတယ်ပေါ့နော်ဒီဘက်ကလည်း view လေးလည်းတော်တော်လှတယ်ဒါကဒီဘက်ချမ်းရငင်းပေါက်ထော်ဘက်ချမ်းပေါ့နော်ဆိုရင်ဒါဆိုရင်ဒီမှာအခန်းလေးတစ်ခန်းရှိမယ်ဆိုတော့သူ့ရဲ့တစ်ခန်းနဲ့ပါတယ်ဆိုပေမဲ့သူ့အခန်းရဲ့အကျယ်ကိုလည်းကြည့်လို့ရတယ်ဆိုတော့ဒီမှာဆိုရင်အခန်းကအပေါ်ကစီလင်လေးပါရဆဟန်တို့အကုန်လုံးပြင်ဆင်ပေးထားတယ်ဒီအခန်းရဲ့ဖွဲ့စည်းပုံလေးနဲ့လိုက်အောင်လို့ဒီ gray color လေးကိုသုံးပေးထားတယ်ပေါ့နော်အောက်ကဂျန်ကင်းကိုလည်းဟန်တို့ gray color လေးပဲတွားပေးထားတယ်ဒီမှာဘာအားတာလဲဆိုရင်ဒီလိုပေါ့နော်ဒီ view ကောင်းတဲ့အတွက်ဒီ view ကိုလည်းဟန်တို့ကအမြဲတမ်းကိုအိပ်ရာထားလိုက်တိုင်းမှာကိုယ့်ရဲ့မနက်ခင်းကအမြဲတမ်းလှနေဖို့အတွက်ကိုဒီလို view လေးကိုကြည့်လို့ကောင်းတယ်ပေါ့နော်အဲ့တော့ဒီနေရာမှာဆိုရင် coffee bar လေးတွေထားလို့ရတယ် coffee counter လေးနဲ့နှက်မိုးလေးနဲ့ဒီမှာ coffee counter လေးထိုင်ပြီးတော့ဒီရဲ့တဘာဝအလှတရားကြီးကိုနေတိုင်းကြည့်လို့ရမယ်အခွင့်အရေးပေါ့နော်ဆိုတော့ဒါကရိုးအခန်းလေးပေါ့နော်ဒါ900ကျော်ထဲမှာဖွဲ့စည်းပေးထားတဲ့အခန်းလေးအဲ့တော့ဒီဘက်မှာဆိုရင်ဘာရှိမလဲဆိုရင်ဒါကတော့ရေချိုးကန်းအိမ်သာလေးပေါ့ရေချိုးကန်းအိမ်သာဆိုလို့ရှိရင်လေတော်တော်လေးကိုကြွေပြားတွေပါရစားအကုန်လုံးအပြည့်လုပ်ပေးထားတယ်ဒီမှာဟန်တို့ stand shower လေးထားပေးထားတယ်ဒီနေရာလေးဟုတ်ဆိုတော့သူ့နေရာနဲ့သူအဆင်ပြေအောင်လို့ပေါ့နော်ပြီးရင် water heater တွေပါမယ် boiler တွေပါမယ်ပေါ့နော်ဆိုတော့မိသားစုတစုကိုကောင်းကောင်းလေးအေးစစ်စစ်လေးနဲ့နေတင်နေဆိုရင်တော့ဒီအခန်းကိုရွေးချယ်တဲ့နဲ့ဒါကတော့ kitchen counter လေးထားပေးထားတယ်kitchen counter ဆိုလို့ရှိရင်လည်းမာဘယ်သားတွေသုံးပေးထားတယ်ပြီးလို့ရှိရင် host တွေဘာတွေကစအကုန်ပါမယ်ပေါ့နော်ပြီးရင်ဒီအောက်ကဒါဆိုလို့ရှိရင်လည်းဒါတော်တော်လေးကိုစန့်နေရှင်ပြီးညီမတို့ကလေတခုဘာကောင်းလဲဆိုတော့လေဒီဟာ900ကျော် square feet နော်ဒါပေမဲ့ space တွေကိုလေလုံးဝ waste မဖြစ်အောင်စီစဉ်ပေးထားတာ900ကျော်ဆိုတာ square feet အနေနဲ့ပဲကျင်းပင်မဲ့သူဖွဲ့စည်းပေးထားတဲ့ပုံစံနဲ့ကလေတကယ်ကိုမှမိသားစုတို့ကောင်းကောင်းကိုနေလို့ရတဲ့မှာပါတယ်ဆိုတော့ကျင်စာဦးသနီးမောင်နှံနေဆိုလို့ရှိရင်ဒီအခန်းကို choice လုပ်ပါဟန်နီကောင်းကောင်း recommend ပေးပါတယ်ရှင့်ဆိုတော့ဟန်နီနဲ့တူနောက်တစ်ခါတော့ကြည့်ကြမယ်